ဇလန်းကတော့ရေခဲတွေနဲ့လုံးဝဖုံးလွှမ်းနေတဲ့ကမ္ဘာတစ်ခုကနေစတင်ခဲ့ပါတယ်။အဲ့ဒါကတော့ The Ice Kingdom ဖြစ်ပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးမှာအေးစက်မှုနဲ့တိတ်ဆိတ်မှုတွေသာရှိနေတာပါ။အဲ့ဒီတိတ်ဆိတ်မှုဟာကောင်းကင်မှာအလွန်ကြီးမားပြီးကြောက်စရာကောင်းတဲ့ Floating Fortress လို့ခေါ်တဲ့လေထဲမှာပြန်တန်းနေတဲ့ကတ္တရာရောင်ရဲတိုက်ကြီးတစ်ခုရောက်ရှိလာတဲ့အခါမှာတော့ရုတ်တရက်ပျက်စီးသွားခဲ့ရပါတယ်။အဲ့ဒီသင်္ဘောဟာတခြားသူရဲ့သင်္ဘောမဟုတ်ပဲကြောက်စရာကောင်းတဲ့လိမ်မကောင်းဆိုးဝါးကြီးဖြစ်တဲ့ကူဘားစ်ရဲ့ဘရင်ဘောင်စာဘော်ဇရီရဲ့သင်္ဘောပဲဖြစ်ပါတယ်။ Ice Kingdom ရဲ့ရဲရင်းနဲ့ပင်ကွင်းဘရင်နဲ့သူ့ရဲ့တပ်မတော်ဟာမိမိတို့ရဲ့အင်ဂေဟာကိုကာကွယ်ဖို့အတွက်အရှိကိုထွက်လာကြပါတယ်။သူတို့ဟာအစွမ်းကုန်အားစိုက်ပြီးနှင်းမော်လုံးတွေနဲ့ပြစ်ပေါက်ခဲ့ကြသလိုအရက်ပူသေးပေမဲ့လည်းကြံ့ကြံ့ခံရပ်တည်ခဲ့ကြပါတယ်။ဒါပေမဲ့ဘောင်စာရဲ့အစွမ်းတတိရှိမှာတော့သူတို့ရဲ့စူးစမ်းမှုဟာအလကားဖြစ်သွားခဲ့ရပါတယ်။ဘောင်စာဟာပါဇက်ထဲကနေမိတွေမှုတ်ထုတ်ပြီးခဏလေးအတွင်းမှာပဲပင်ကွင်းတပ်မတော်ကိုအနိုင်ယူလိုက်ကသူတို့ရဲ့ရေခဲနန်းတော်ကြီးကိုလည်းအရေးပြောကျသွားစေခဲ့ပါတယ်။အဲ့ဒီဖြစ်စည်းမှုအပြီးမှာတော့ဘောင်စာဟာအဓိကလိုချင်လွန်းလို့ရောက်လာခဲ့တဲ့အရာဖြစ်တဲ့ The Superstar ကိုရရှိသွားခဲ့ပါတယ်။သူဟာတောက်ပနေတဲ့အဲ့ဒီကျဲပွင့်ကိုလက်ထဲမှာကင်ပြီးအခုဆိုရင်သူ့ကိုဘယ်သူမှရှင်ပြိုင်နိုင်ယူလို့မရတော့ဘူး Invincible ဖြစ်သွားပြီလို့ကြေညာလိုက်ပါတယ်။အခြားတစ်ဖက်မှာတော့လူသားကဘာရဲ့ Brooklyn မြို့မှာMario နဲ့ Luigi ဆိုတဲ့ညီကိုနှစ်ယောက်နဲ့တွေ့ဆုံကြရပါတယ်။သူတို့နှစ်ယောက်ဟာပိုက်ပြင်ဆရာတွေဖြစ်ကြပြီး Super Mario Bros. Plumbing ဆိုတဲ့လုပ်ငန်းတစ်ကိုခုလေးတင်စတင်လိုက်ကြတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ TV မှာသူတို့ကိုယ်တိုင်ရိုက်ကူးထားတဲ့ကြော်ညာကိုကြည့်နေကြတာကိုတွေ့ရပါတယ်။အဲ့ဒီကြော်ညာထဲမှာသူတို့ဟာအီတာလီယန်လေသံအတုကိုတုံးထားပြီးဝိယုံတွေကိုဝစ်စင်ကပိုက်ပြင်စူပါဟီးရိုးတွေအဖြစ်တရုပ်ဆောင်ထားကြတာပါ။သူတို့ဟာသူတို့ရဲ့စုဆောင်းထားတဲ့ငွေကြေးအားလုံးကိုအဲ့ဒီစီးပွားရေးထဲမှာပုံအော်ရင်းနှီးထားကြတာမို့အဲ့ဒီကြော်ညာအတွက်အလွန်ကုန်ယူနေကြပါတယ်။သူတို့နှစ်ယောက်ဒေတာရင်းပီဇာဆိုင်တစ်ဆိုင်မှာအောင်ပွဲခံနေကြစဉ်မှာပဲသူတို့ရဲ့အထက်လူကြီးဟောင်းSpike ရောက်လာခဲ့ပါတယ်။Spikeဟာသူတို့ကိုလှောင်ပြောင်ရင်မောလေးရှိတဲ့လူမိုက်တစ်ယောက်ဖြစ်ပြီးသူတို့နှစ်ယောက်လုံးဟာအသုံးမကျသူတွေဖြစ်လို့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။မာရီယိုဟာသူ့ရဲ့ညီလူအီဂျီအတွက်ကာကွယ်ပြောဆိုပေးခဲ့ပေမဲ့သုံးဆွဲသူတွေဆန်းရကဖုံးလုံးဝမလာတာကိုသိလိုက်ရတဲ့အခါမှာတော့သူတို့ရဲ့စိတ်သက်တွေကျဆင်းသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကန်ဂျမာကသူတို့အပေါ်မျက်နှာသာပေးခဲ့ပြီးပထမဆုံးအလုပ်ကိုရရှိခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာချမ်းသာတဲ့ဖောက်သည်တစ်ယောက်ရဲ့အိမ်မှာရေယိုစိတ်မှုကိုပြင်ဆင်ဖို့အတွက်အမြန်သွားခဲ့ကြပါတယ်။သို့တော်လည်းအဲ့ဒီကိုရောက်တာနဲ့အရာရာဟာလွဲချော်ကုန်ပါတယ်။သူတို့ဟာပိုက်ကိုပြင်ဆင်ဖို့စ조사ခဲ့ကြပေမဲ့အဲ့ဒီမှာရှိတဲ့ Francis ဆိုတဲ့ဒေါသကြီးတဲ့ခွေးတစ်ကောင်ကသူတို့နောက်ကိုလိုက်ကိုက်ပါတော့တယ်။အဲ့ဒီခွေးရန်ကနေလွတ်မြောက်ဖို့နဲ့ပိုက်ပြင်ဖို့စ조사ရင်းနဲ့အမှားယွင်းဖြစ်ကတအိမ်လုံးကရေချိုးခန်းကိုရိုက်ခွဲမိသွားကြပြီးရေယိုစိတ်မှုကိုပြင်ဆင်နိုင်ခြင်းမရှိဘဲပုံမဆိုးရွားသွားစေခဲ့ပါတယ်။သူတို့ဟာအရှုံးပေးကစိတ်ပြက်လက်ပြက်နဲ့ပြန်ထွက်ခွာလာခဲ့ကြပါတယ်။ညဘက်အိမ်မှာထမင်းစားဖို့ရောက်တဲ့အခါမှာလည်းအားပေးကူညီမှုကိုမရရှိခဲ့ကြပါဘူး။သူတို့ရဲ့အဖေကမာရီယိုကိုစုပူခဲ့ပြီးလူအီဂျီကိုပါဆွဲချနေကြောင်းနဲ့မူလကရှိခဲ့တဲ့တည်ငြိမ်တဲ့အလုပ်ကိုစွန့်လွတ်လိုက်တာဟာအမှားကြီးတစ်ခုဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒါကိုကြားလိုက်ရတဲ့အခါမာရီယိုဟာဝမ်းနည်းကြေကွဲသွားခဲ့ရပါတယ်။သူဟာအလွန်တရာဝမ်းနည်းစွာနဲ့သူ့ခန်းထဲကိုဝင်သွားခဲ့ပြီးမိမိကိုယ်အလွန်သေးငယ်ကအသုံးမကျသူလို့စိတ်တက်ကြမိနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလူအီဂျီဟာသူ့ကိုအားပေးဖို့ရောက်လာခဲ့ပါတယ်။လူအီဂျီကမာရီယိုကိုသူတို့ညီကိုနှစ်ယောက်အတူတူရှိနေသမျှကာလပတ်လုံးဘာအခက်ခဲမှထိပါနိုင်မှာမဟုတ်ဘူးဆိုတာကိုသတိပေးခဲ့ပါတယ်။အဲ့ဒီညမှာပဲဘရုကလင်းမြို့ရဲ့မြေအောက်ဆူးမြောင်းပိုက်လိုင်းတွေပောက်ကွဲပြီးမြို့ထဲမှာရေကြီးရေရှမ်းမှုတွေအပြင်းထန်ဖြစ်ပွားနေကြောင်းသတင်းရရှိခဲ့ပါတယ်။မာရီယိုကအဲ့ဒါကိုမိမိကိုယ်ဟီးရိုးတစ်ယောက်အဖြစ်သက်သေပြဖို့အခွင့်အရေးတစ်ခုလို့ယူဆလိုက်ပါတယ်။သူဟာလူအီဂျီကိုစီးယုံပြီးဆူးမြောင်းတွေစီဆိုလိုတာကမြေအောက်ရေနှုတ်မြောင်းတွေစီကိုဆင်းသွားခဲ့ကြပါတယ်။အဲ့ဒီမှာအစိမ်းရောင်ပိုက်လိုင်းများစွာရှိနေတဲ့လျှို့ဝှက်နေရာတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။တီအားပေးပါကိုပြင်ဆင်နေစဉ်မှာပဲရုတ်တရက်သူတို့နှစ်ယောက်လုံးဟာပိုက်လိုင်းကြီးတစ်ခုတည်းကိုစုပ်ယူခြင်းခံလိုက်ရပါတယ်။အဲဒီကနေစပြီးသူတို့ရဲ့စာမျက်နှာတစ်စွန့်စားခန်းစတင်ခဲ့တာပါပဲ။သူတို့ဟာပတ်ဝန်းကျင်တစ်ခုလုံးမီးရောင်တွေအယောင်သွေးတွေနဲ့ပြည့်နေနေတဲ့ဆေးရောင်စုံခရီးစဉ်စုံတစ်ခုထဲမှာခရီးနှင်ခဲ့ကြပါတယ်။သို့တော်လည်းပြဿနာကတော့ညီကိုနှစ်ယောက်ကွဲကွာသွားခဲ့ခြင်းပဲဖြစ်ပါတယ်။မာရီယိုဟာလမ်းကြောင်းတစ်ခုစီသွားခဲ့ရပြီးလူအီဂျီကတော့အခြားလမ်းကြောင်းတစ်ခုစီရောက်ရှိသွားခဲ့ပါတယ်။မာရီယိုဟာအနီရောင်မှုပွင့်ကြီးတွေရှိနေတဲ့နေရာတစ်ခုစီရောက်ရှိသွားခဲ့ပါတယ်။အဲဒီမှာအင်အားပြေးဝတဲ့မှုလူသားလေးတစ်ယောက်ဖြစ်တဲ့တုတ်ထော့နဲ့တွေ့ဆုံခဲ့ပါတယ်။တုတ်ကမာရီယိုကိုသူ့ရဲ့ညီလူအီဂျီဟာ Darklands ထဲကိုကြားရောက်သွားကြောင်းပြောပြခဲ့ပါတယ်။ Darklands ဆိုတာကတော့ဘောင်စာအုပ်ချုပ်တဲ့နေရာဖြစ်ပြီးဘောင်စာဟာကမ္ဘာပေါ်မှာအဆိုးရွားဆုံးမကောင်းဆိုးဝါးကြီးဖြစ်ပါတယ်။မာရီယိုဟာသူ့ညီအတွက်ကြောက်ရွံ့သွားခဲ့ရပါတယ်။သို့တော်လည်းတုတ်ကသူတို့ရဲ့မင်းသမီးကကူညီပေးနိုင်ကြောင်းပြောပြခဲ့ပါတယ်။သူတို့နှစ်ယောက်လုံးဟာပျော်ရွှင်စရာတုတ်အမြောက်များနေထိုင်ကြတဲ့မြို့ကိုဖျက်ဆီးရင်းမင်းသမီးရဲ့နန်းတော်စီကိုထွက်ခွာခဲ့ကြပါတယ်။အခြားတစ်ဖက်မှာတော့တနာစရာလူအီဂျီဟာ Darklands ထဲကိုအမှန်တကယ်ကြားရောက်သွားခဲ့တာပါ။အဲဒီနေရာဟာတစ်ပင်ချောက်တွေနဲ့ချော်ရည်တွေရှိနေတဲ့အတွက်အလွန်ကြောက်စရာကောင်းပါတယ်။အဲဒီမှာအယိုးဆွဲနေတဲ့လက်တွေဖြစ်ကြတဲ့ Draybones တွေကသူ့နောက်ကိုလိုက်ကြပါတယ်။လူအီဂျီဟာကြောက်လန့်တကြားနဲ့နန်းတော်တစ်ခုထဲမှာပုန်းခိုဖို့စူးစမ်းခဲ့ပေမဲ့ Shy Guys လို့ခေါ်တဲ့တတော်ဝါတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးဘောင်စာစီကိုဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်။မိုဘီယင်နိုင်ငံ Mushroom Kingdom တို့ပြန်ကြည့်ရရင်တော့မာရီယိုနဲ့တုတ်တို့ဟာနန်းတော်စီရောက်ရှိသွားကြပါတယ်။
ဆောင်တွေကသူတို့ကိုတားဆီးဖို့စ조사ခဲ့ပေမဲ့တုတ်ကစကားတွေနဲ့လှည့်ပတ်ပြောဆိုထားခဲ့တာကြောင့်မာရီယိုဟာအတွင်းထဲကိုဝင်ရောက်သွားနိုင်ခဲ့ပါတယ်။အဲဒီမှာတုတ်ကောင်စီနဲ့အစည်းအဝေးလုပ်နေတဲ့မင်းသမီး Peach Princess Peach ကိုတွေ့လိုက်ရပါတယ်။အံ့ဩစရာကောင်းတာက Peach ဟာလည်းမာရီယိုလိုပဲလူသားတစ်ယောက်ဖြစ်နေတာပါပဲ။သူဟာအလွန်ရဲရင်သူဖြစ်ပြီးဘောင်စာကိုတားဆီးဖို့အတွက်အသင့်ဖြစ်နေခဲ့ပါတယ်။ Peach ဟာကြောင်ကဲ Kingdom Jungle Kingdom ကိုတွားရောက်ပြီးအဲဒီကတက်မတော်စီကနေအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။မာရီယိုကသူ့ညီလူအီဂျီကိုကယ်တင်နိုင်ဖို့အတွက်သူပါလိုက်ပါခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။ Peach ကသဘောတူခဲ့ပေမဲ့စီကန်းချက်ကတော့မာရီယိုအနေနဲ့စမ်းသပ်မှုတစ်ခုကိုမဖြစ်မနေအောင်မြင်ရမှာဖြစ်ပါတယ်။ Peach ကသူ့ကိုလေထဲမှာပြန်တန်းနေတဲ့အတားအဆီးတွေနဲ့ပြုလုပ်ထားတဲ့လေ့ကျင့်ရေးကွင်းကိုပြသခဲ့ပါတယ်။သူကမာရီယိုကိုစူပါမိုစွမ်းအား Super Mushroom Power Up သုံးနည်းကိုသင်ကြားပေးခဲ့ပါတယ်။အဲ့ဒီစွမ်းအားကြောင့်မာရီယိုဟာကြီးမားပြီးတမာသွားစေခဲ့ပါတယ်။သို့တော်ထိခိုက်ဒဏ်ရာရသွားပါကမူလအတိုင်းပြန်လည်သိငယ်သွားမှာဖြစ်ပါတယ်။မာရီယိုဟာအကြိမ်ကြိမ်စူးစမ်းခဲ့ပါတယ်။သူပြုတ်ကျခဲ့တယ်။ကျရှုံးခဲ့တယ်။သို့တော်အရှုံးမပေးခဲ့ပါဘူး။သူဟာတညလုံးလေ့ကျင့်နေခဲ့ပါတယ်။မနက်မိုးလင်းခါနီးမှာသူဟာလုံးဝနီးပါးအနိုင်ရတော့မလို့ဖြစ်ခဲ့ပေမဲ့နောက်ဆုံးစက္ကန့်မှာကျရှုံးသွားခဲ့ရပါတယ်။သို့တော်လည်း Peach ဟာမာရီယိုရဲ့တတိနဲ့ဇွဲထက်သန်မှုကိုကြည့်ပြီးသဘောကျသွားခဲ့ကသူ့ကိုခေါ်ဆောင်သွားဖို့သဘောတူလိုက်ပါတယ်။အခုဆိုရင်မာရီယို Peach နဲ့တုတ်တို့ဟာခရီးစဉ်ကိုစတင်လိုက်ကြပါပြီ။လမ်းခရီးမှာပန်းခင်းကြီးကိုဖျက်ဆီးစဉ် Peach ဟာမီးပန်းပွင့် Fire Flower အကိုကင်တွယ်လိုက်တဲ့အခါသူ့ရဲ့ဝတ်စုံဟာပြောင်းလဲသွားပြီးမီးစွမ်းအားတွေထွက်ပေါ်လာခဲ့ပါတယ်။ညဘက်မီးပုံဘေးမှာထိုင်နေကြစဉ်မာရီယိုက Peach ကိုအဲ့ဒီကိုဘလို့ရောက်လာတာလဲလို့မေးမြန်းခဲ့ပါတယ်။ Peach ကသူလည်းမမှတ်မိတော့ကြောင်းငယ်စဉ်ကလေးကရောက်ရှိလာခဲ့တာဖြစ်ပြီးတုတ်ပေါင်းမာတွေကသူ့ကိုမွေးမြူပြုစုကမင်းသမီးအဖြစ်မြှောက်စားခဲ့ကြတာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီအပြင်စကြဝဠာထဲမှာအခြားကလပ်စီပေါင်းများစွာရှိသေးကြောင်းမာရီယိုကိုပြောပြခဲ့ပါတယ်။မာရီယိုကလည်းသူ့ရဲ့ညီအကြောင်းကိုပြန်လည်ပြောပြခဲ့ပြီးသူ့ညီကိုဘလောက်အထိလွမ်းဆွနေရကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီအတော်အတွင်းမှာတော့ဘောင်စာဟာပြန်တန်းနေတဲ့သင်္ဘောပေါ်မှာသူ့ရဲ့တက်မတော်နဲ့အတူရှိနေခဲ့ပါတယ်။ဘောင်စာဟာမှုဘရင်နိုင်ငံကိုသိမ်းပိုက်ချင်တာတွေမကဘဲမင်းသမီး Peach ကိုချစ်မြတ်နိုးနေပြီးထင်းများလက်ထက်ချင်နေတာကိုသိရှိလိုက်ရပါတယ်။သူဟာ Peach ကိုတောင်းရမ်းဖို့အတွက်တယောက်တည်းလေ့ကျင့်နေခဲ့ပြီးပီယာနိုတီးကတခြင်းတစ်ပုဒ်ကိုလည်းတီးဆိုခဲ့ပါတယ်။သို့တော်လည်းသူ့ရဲ့အကြံပေးခါမတ်ခင်ကPeachနာမှာနှကမ်းမွေးနဲ့လူတစ်ယောက်ပါလာကြောင်းပြောပြလိုက်တဲ့အခါမှာတော့ဘောင်စာဟာအလွန်တရာမနာလိုဒေါသထွက်သွားခဲ့ပါတယ်။သူဟာဒေါသတကြီးနဲ့တက်မတော်ကိုသူတို့ကိုဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတယ်။ Dustlands မှာတော့ဘောင်စာရဲ့ရှေ့မောက်စီလူအီဂျီကိုခေါ်ဆောင်လာခဲ့ကြပါတယ်။ဘောင်စာဟာလူအီဂျီကိုချင်းချောက်ပြီးနှကမ်းမွေးတစ်ပင်ကိုဆွဲနှုတ်ကအမှန်တိုင်းပြောပြဖို့ဖိအားပေးခဲ့ပါတယ်။လူအီဂျီဟာကြောက်လန့်တကြားနဲ့အဲ့ဒီလူဟာသူ့ရဲ့အကိုမာရီယိုဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဘောင်စာကမာရီယိုကိုဖမ်းဆီးကဘောင်စာကမှုဘရင်နိုင်ငံကိုဘလို့ဖျက်ဆီးမလဲဆိုတာကိုကိုယ်တိုင်ကိုယ်ကျကြည့်ရှုစေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘောင်စာဟာလူအီဂျီကိုချော်ရည်တွေထက်မှတွဲလောင်းဆွဲထားတဲ့လောင်အိမ်ထဲမှာပိတ်လှောင်ထားလိုက်ပါတယ်။အဲ့ဒီလောင်အိမ်ထဲမှာလူအီဂျီဟာပင်ကွင်းဘရင်နဲ့လူမာလီလို့ခေါ်တဲ့ထူးဆန်းတဲ့အပြာရောင်ကျယ်ပွင့်လေးနဲ့တွေ့ဆုံခဲ့ပါတယ်။လူမာလီဟာအခုဆိုရင်တေခြင်းတရားကပဲငါတို့ကိုကယ်တင်နိုင်တော့မယ်ဆိုတဲ့ထူးဆန်းပြီးစိတ်သက်သာစရာစကားတွေကိုပြောဆိုနေတာကြောင့်လူအီဂျီဟာပုံမိုကြောက်လန့်သွားခဲ့ရပါတယ်။မာရီယို Peach နဲ့တုတ်တို့ဟာကြောင်ကဲကင်းတန်းကိုရောက်ရှိခဲ့ကြပါတယ်။အဲ့ဒီနေရာဟာလေထဲမှာတွဲလောင်းကျနေတဲ့ကျွန်းတွေလမ်းမတွေနဲ့ဖွဲ့စည်းထားပြီးဂိုရီလာတွေအုပ်ချုပ်တဲ့နေရာဖြစ်ပါတယ်။သူတို့ဟာဘရင်ခရမ်းတီးကုန်းCranky Kong နဲ့တွေ့ဆုံခဲ့ကြပါတယ်။ Peach ကအကူအညီတောင်းခံခဲ့ပေမဲ့ခရမ်းတီးကုန်းကလုံးဝငြင်းပယ်ခဲ့ပါတယ်။သူကတခြားသူတွေရဲ့တိုက်ပွဲထဲမှာမပါဝင်ခြင်းကြောင်းပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာမာရီယိုကအရှိကိုထွက်လာပြီးသူ့ကိုစိန်ခေါ်လိုက်ပါတယ်။ခရမ်းတီးကုန်းကစီကန်းချက်တစ်ခုထားရှိခဲ့ပါတယ်။အကယ်၍မာရီယိုဟာသူ့ရဲ့သားကိုအနိုင်ယူနိုင်ရင်တက်မတော်ကိုပေးအပ်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲဟာရေပြင်ထက်မှာပြုလုပ်ထားတဲ့ကွင်းပြင်ကြီးထဲမှာဖြစ်ပွားခဲ့တာပါ။ခရမ်းကြီးရဲ့သားဟာတခြားသူမဟုတ်ပဲဒွန်ကီကုန်း Donkey Kong ဖြစ်ပါတယ်။သူဟာကြွားဝါရတာကိုကြိုက်နှစ်သက်တဲ့လွန်စွာကြီးမားပြီးတန်မာတဲ့ဂိုရီလာကြီးဖြစ်ပါတယ်။သူ့ရဲ့ရှေ့မှာမာရီယိုဟာအလွန်သေးငယ်နေပါတယ်။တိုက်ပွဲစတင်ခဲ့ပြီးဒွန်ကီကုန်းဟာမာရီယိုကိုအပြင်းထန်ထိုးနှက်ခဲ့ပါတယ်။မာရီယိုဟာစွမ်းအားအကူအညီတွေကိုသုံးဖို့စူးစမ်းခဲ့ပေမဲ့အကြိမ်ကြိမ်ကျရှုံးခဲ့ပါတယ်။စိတ်ကစားဖြစ်เสียမှုသေးသေးလေးကိုမှားယွင်းစားမိလိုက်တဲ့အတွက်အလွန်သေးငယ်သွားခဲ့ပြီးဒွန်ကီကုန်းရဲ့ခြေထောက်အောက်မှာနင်းချေခံရတော့မလို့ဖြစ်ခဲ့ပါတယ်။မာရီယိုဟာအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။သို့တော်လည်းအဲ့ဒီအချိန်မှာပဲသူ့ရဲ့ညီကိုတတိယသွားခဲ့ပြီးအင်အားအသစ်တွေဝင်ရောက်လာခဲ့ပါတယ်။သူဟာမေကွန်းတင်ကေတာပါတဲ့ဘလောက်တုံးကိုတွေးလိုက်ရပြီးအဲ့ဒါကိုလက်ခွဲလိုက်တဲ့အခါခေါင်းလောင်းစွမ်းအား Power Up ထွက်ပေါ်လာခဲ့ပါတယ်။မာရီယိုကအဲ့ဒါကိုကင်တွယ်လိုက်ပြီးကြောင်စွမ်းအားရှင်မာရီယိုMario ဖြစ်သွားခဲ့ပါတယ်။အခုဆိုရင်သူ့မှာလက်သေးတွေရှိသွားပြီဖြစ်ပြီးညံဆန်စွာလှောက်ရှားနိုင်ခဲ့ပါပြီ။ဒွန်ကီကုန်းဟာစတင်ခါစမှာသူ့ရဲ့ချစ်စရာဝတ်စုံကိုရေမောခဲ့ပေမဲ့မာရီယိုဟာသူ့ရဲ့စွမ်းအားအသစ်နဲ့ဒွန်ကီကုန်းကိုအနိုင်ယူလိုက်ပါတယ်။ခရမ်းကီကုန်းဟာဂတိအတိုင်းတက်မတော်ကိုကူညီဖို့သဘောတူလိုက်ပါတယ်။အခုအခါအားလုံးဟာစစ်ပွဲအတွက်ပြင်ဆင်ကြပါပြီ။မိုဘီယင်နိုင်ငံစီအမြန်ဆုံးပြန်နိုင်ဖို့အတွက်တီးတန့်ကိုကကော့ကတ်စပြိုင်ကားတွေကိုပြုလုပ်ကြပါတယ်။မာရီယို Peach တုံးနဲ့ဒွန်ကီကုန်းဦးဆောင်တဲ့ဂိုရီလာတက်မတော်တို့ဟာ Rainbow Road လို့ခေါ်တဲ့စမ်းကြဲတဲ့လမ်းကြောင်းပေါ်ထွက်ခွာခဲ့ကြပါတယ်။အဲ့ဒီလမ်းကြောင်းဟာအာကာသထဲမှာရှိနေပြီးအလွန်လှပတော်လဲအနားသက်အတားအဆီးတွေမရှိတာကြောင့်အလွန်အန္တရာယ်များပါတယ်။
သူတို့အရှိန်ဟုန်နဲ့သွားနေစဉ်မှာပဲဘောင်စာရဲ့တပ်မတော်ကတိုက်ခိုက်လာခဲ့ပါတယ်။အရှိန်လွန်တိုက်ခိုက်မှုကြီးစတင်ခဲ့ပြီးကားတွေတိုက်မိတာပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။မာရီယိုဟာရဲရင်စွာတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအတော်အတွင်းမှာပဲသူဟာဒွန်ကီကုန်းကိုပြုတ်ကျမသွားအောင်ကယ်တင်ပေးခဲ့တာကြောင့်ဒွန်ကီကုန်းဟာမာရီယိုအပေါ်လေးစားသွားခဲ့ပါတယ်။သို့တော်လည်းကူးဘားဗိုလ်ချုပ်ကသူတို့အရှုံးပေးရတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အခါမိမိကိုယ်ကိုအပြာရောင်အခွန်မှာဘုံတစ်လုံးအဖြစ်ပြောင်းလဲလိုက်ပြီး Rainbow Road လမ်းကြောင်းကိုဖောက်ခွဲပစ်လိုက်ပါတယ်။ပောက်ကွဲမှုကြောင့်မာရီယိုနဲ့ဒွန်ကီကုန်းတို့ဟာလမ်းကြောင်းပေါ်ကနေအောက်ခြေပင်လယ်ထဲကိုပြုတ်ကျသွားခဲ့ကြပါတယ်။ပြီးချင်းတဲ့တုတ်တို့ကတော့လွတ်မြောက်သွားခဲ့ပြီးပြည်သူတွေကိုသတိပေးဖို့မိုးဘီရင်နိုင်ငံစီထွက်ခွာသွားခဲ့ကြပါတယ်။မာရီယိုနဲ့ဒွန်ကီကုန်းတို့ပင်လယ်နက်ထဲကြားရောက်စင်မှာပဲမော်ရီဆိုတဲ့ငရှန့်ကြီးလိုမကောင်းဆိုးဝါးကြီးကသူတို့ကိုမျိုးချလိုက်ပါတယ်။အဲ့ဒီမကောင်းဆိုးဝါးရဲ့ဝမ်းပိုက်ထဲမှာပိတ်မိနေစဉ်ဒွန်ကီကုန်းကရှုံးပေးလိုက်ပြီးငါတို့တေရတော့မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီမှာမာရီယိုနဲ့ဒွန်ကီကုန်းတို့စကားပြောဆိုကြရင်သူတို့ရဲ့အဖေတွေကသူတို့ကိုနားမလည်ကြဘူးဆိုတဲ့အချက်ကိုသိရှိသွားကြပြီးအဲ့ဒီဝမ်းနည်းမှုကသူတို့ကိုပေါင်းကူးပေးခဲ့ပါတယ်။သူတို့ဟာဒီလိုနဲ့အရှုံးမပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာဒွန်ကီကုန်းရဲ့ပျက်စီးသွားတဲ့ကားတွေကရော့ကတ်ဒုံးပြန်ကိုတွေ့ရှိခဲ့ကြပါတယ်။သူတို့ဟာအဲ့ဒီပေါ်မှာထိုင်လိုက်ကြပြီးမကောင်းဆိုးဝါးရဲ့ပါဇက်ထဲကနေဟောက်ထွက်ကမှုဘရင်နိုင်ငံစီအမြန်ဆုံးဦးတည်လိုက်ကြပါတယ်။တိုင်းပြည်စီပြီးချစ်ရောက်ရှိသွားပြီးအားလုံးကိုမြို့ထဲကနေထွက်ခွာကြဖို့ပြောဆိုခဲ့ပါတယ်။ဘောင်စာရဲ့တင်မောကြီးရောက်ရှိလာခဲ့ပါတယ်။ဘောင်စာကပြီးချစ်အနေနဲ့သူ့ကိုမင်္ဂလာဆောင်မလိုက်ရင်တိုင်းပြည်တစ်ခုလုံးကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။မိမိရဲ့ပြည်သူတို့တွေကိုကယ်တင်ဖို့အတွက်ပြီးချာမဖြစ်မနေမင်္ဂလာဆောင်ဖို့လက်ခံလိုက်ရပါတယ်။ဘောင်စာဟာမင်္ဂလာပွဲကိုအမြန်ဆုံးပြင်ဆင်ခဲ့ပါတယ်။သူ့ရဲ့အစီအစဉ်ကတော့မင်္ဂလာပွဲအောင်ပွဲခံစဉ်မှာလူအီဂျီပါဝင်တဲ့အကျဉ်းသားအားလုံးကိုချော်ရည်ထဲပစ်ချပြီးတပ်ဖြတ်ဖို့ပဲဖြစ်ပါတယ်။အကျဉ်းသားတွေရဲ့လှောင်အိမ်တွေကိုအောက်ခြေချော်ရည်တွေစီကိုဖြည်းဖြည်းချင်းနှိမ့်ချလိုက်ကြပါတယ်။မင်္ဂလာစင်မြင့်ပေါ်မှာပြီးချစ်ဟာဘောင်စာရဲ့ရှေ့မှာရပ်နေခဲ့ပါတယ်။တုတ်ကပြီးချစ်ရဲ့လက်ထဲကပန်းစည်းထဲမှာပုံအောင်နေတာပါ။ပြီးချစ်ကလက်ခံပါတယ်လို့ပြောကနီးမှာပဲသူ့ရဲ့အစီအစဉ်ကိုထုတ်ဖော်လိုက်ပါတယ်။သူကင်ထားတာဟာပန်းပွင့်မဟုတ်ပဲရေခဲပန်းပွင့် ice flower ဖြစ်နေတာပါ။သူဟာစွမ်းအားရှင်အဖြစ်ပြောင်းလဲသွားခဲ့ပြီးဘောင်စာကိုရေခဲအဖြစ်အေးခဲသွားစေခဲ့ကအဆောင်တွေကိုတိုက်ခိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲမာရီယိုနဲ့ဒွန်ကီကုန်းတို့ရောက်ရှိလာခဲ့ကြပြီးအရာရာကိုဖျက်ဆီးပစ်လိုက်ကြပါတယ်။သူတို့ဟာတက်မတော်ကိုတိုက်ခိုက်ရင်အကျဉ်းသားတွေစီဦးတည်သွားခဲ့ကြပါတယ်။ချော်ရည်တွေကအထက်ကိုတက်လာနေခဲ့ပါပြီ။မာရီယိုဟာသူ့ရဲ့ညီကိုလှောင်အိမ်ထဲမှာတွေ့လိုက်ရပါတယ်။သူဟာသူ့ညီကိုကယ်ဖို့စ조사ခဲ့ပေမဲ့တန်ကြိုးပြတ်တောက်သွားပြီးလှောင်အိမ်ဟာချော်ရည်တွေစီပြုတ်ကျသွားခဲ့ပါတယ်။မာရီယိုဟာတနုကိဝစ်စုံထေနိုကီဆွတ်ကိုချက်ချင်းအသုံးပြုလိုက်တာကြောင့်ရက်ကုန်းဝက်ဝင်လိုပြောင်းလဲသွားပြီးပြန်တန်းနိုင်ခဲ့ပါတယ်။သူဟာလေထဲမှာပြန်တန်းပြီးလူအီဂျီချော်ရည်ထဲမကြခင်လေးမှာပဲကယ်တင်လိုက်နိုင်ခဲ့ပါတယ်။ညီကိုနှစ်ယောက်လုံးလေထဲမှာပြန်တန်းပြီးဘေးကင်းတဲ့နေရာကိုရောက်ရှိသွားခဲ့ကြပါတယ်။အချိန်တော်ကြာမှပြန်လည်တွေ့ဆုံရတာမို့အလွန်တရာဝမ်းမြောက်ဖွယ်ဖြစ်ခဲ့ရပါတယ်။သို့တော်လည်းအန္တရာယ်ကမကင်းသေးပါဘူး။ဘောင်စာဟာရေခဲတွေကိုခွဲထွက်လိုက်ပြီးအလွန်တရာဒေါသထွက်သွားခဲ့ပါတယ်။သူက Bombay Bomberbill လို့ခေါ်တဲ့ဒုံးကျည်ကြီးကိုပစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်။မာရီယိုဟာဒုံးကျည်ကိုတားဆီးဖို့ပြန်တန်းသွားခဲ့ပါတယ်။သူဟာဒုံးကျည်ရဲ့အာရုံကိုသူ့စီဆွဲဆောင်လိုက်ပြီးနန်းတော်နဲ့ဝေးရာကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူဟာညံသုံးလိုက်ပြီးအဲ့ဒီဒုံးကျည်ကိုသူတို့ရောက်ရှိလာခဲ့တဲ့ပိုက်လိုင်းကြီးတွေကိုဝင်ရောက်စေခဲ့ပါတယ်။ဒုံးကျည်ဟာအဲ့ဒီဇုံထဲမှာဖောက်ခွဲသွားခဲ့ပါတယ်။ပောက်ကွဲမှုအလွန်ပြင်းထန်တာကြောင့်လေဟာနယ်ဖြစ်ပေါ်သွားခဲ့ပြီးမာရီယိုလူအီဂျီပြီးချက်ဘောင်စာနဲ့တင်မောကြီးအပါဝင်အားလုံးဟာအဲ့ဒီစုစုပ်ပေါက်ကနေတဆင့်ဘရုကလင်းလူသားကဘာစီပြန်လည်ကျရောက်သွားခဲ့ကြပါတယ်။သူတို့ဟာဘရုကလင်းရဲ့လမ်းမပေါ်စီပျက်စီးကျရောက်သွားခဲ့ကြတာပါ။ဘောင်စာဟာအခုအခါလူသားကဘာကိုရောက်ရှိနေပြီးပုံမိုကြီးမားကကြောက်စရာကောင်းနေခဲ့ပါတယ်။သူဟာဒေါသအလွန်ထွက်နေခဲ့ပြီးမာရီယိုကိုကင်ပေါက်တိုက်ခိုက်ပါတော့တယ်။မာရီယိုဟာအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးဇလန်းစတင်ခဲ့တဲ့ပီဇာဆိုင်ထဲမှာတွားရောက်ပုံခိုခဲ့ရပါတယ်။အဲ့ဒီမှာ TV ပေါ်ကသူတို့ရဲ့ကြော်ညာကိုပြန်လည်ကြည့်ရှုမိပြီးမိမိရဲ့အတန်ဖြစ်တဲ့ငါတို့အရာရာကိုပြင်ဆင်နိုင်နေဆိုတာကိုပြန်လည်ကြားသိလိုက်ရပါတယ်။အဲ့ဒါကမာရီယိုကိုနောက်ဆုံးအကြိမ်ပြန်လည်မတ်တက်ရက်ဖို့အင်အားတွေပေးစွမ်းလိုက်ပါတယ်။ဘောင်စာကအားလုံးကိုတက်ဖြတ်တော့မဲ့အချိန်မှာမာရီယိုကအရှိကိုထွက်လာခဲ့ပါတယ်။သို့တော့မာရီယိုကတယောက်တည်းအနိုင်မရနိုင်ဘူးဆိုတာကိုသိရှိထားပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းမပေါ်ကြားရောက်နေတဲ့စူပါစတာကျယ်ပွင့်ကိုတွေ့ရှိလိုက်ပါတယ်။သူဟာအဲ့ဒီစီကိုအပြေးသွားခဲ့ပေမဲ့ဘောင်စာကမီးတောက်တွေနဲ့တားဆီးခဲ့ပါတယ်။မာရီယိုဟာမီးတောက်တွေကြားပိတ်မိသွားခဲ့စဉ်လူအီဂျီကဒိုင်းဖြစ်ရေနှုတ်မြောင်းဖုံးကိုကင်ဆောင်ကအကိုဖြစ်သူကိုကယ်တင်ဖို့ထွက်လာခဲ့ပါတယ်။ညီကိုနှစ်ယောက်လုံးအပြန်အလှန်ကြည့်ရှုလိုက်ကြပြီးလက်တွဲကအဲ့ဒီစူပါစတာကျယ်ပွင့်ကိုကင်တွယ်လိုက်ကြပါတယ်။ရုတ်တရက်လင်းလက်သွားခဲ့ပြီးသူတို့နှစ်ယောက်လုံးအနိုင်မခံနိုင်တဲ့စွမ်းအားရှင်များ invincible ဖြစ်သွားခဲ့ကြပါတယ်။အခုအခါမှာတော့သူတို့ဟာအမှန်တကယ်စူပါမာရီယိုညီကိုများဖြစ်သွားခဲ့ကြပါပြီ။သူတို့နှစ်ယောက်ပေါင်းစည်းပြီးဘောင်စာကိုတိုက်ခိုက်ကြပါတယ်။အခုအခါသူတို့ဟာအလွန်မြန်ဆန်တမာနေတာကြောင့်ဘောင်စာဟာဘာမှမလုပ်နိုင်တော့ပါဘူး။သူတို့ဟာဘောင်စာရဲ့တက်မတော်ကိုခြေမုံလိုက်ကြပြီးတင်မောကိုတိုက်ခွဲကဘောင်စာကိုလေထဲစီအစွမ်းကုန်ပစ်လွတ်လိုက်ကြပါတယ်။ဘောင်စာမြေပြင်ပေါ်ကျရောက်တဲ့အခါပီးချ်ကအပြာရောင်မှုကိုတိုက်ကျွေးလိုက်ပါတယ်။အဲ့ဒီမူဟာအရာဝတ္ထုတွေကိုတင်းငယ်သွားစေတာဖြစ်လို့ဘောင်စာဟာတင်းငယ်တဲ့လက်ကလေးဖြစ်သွားခဲ့ပါတယ်။ဒုက္ခသူ့ကိုဖန်မလင်းထဲမှာထည့်သွင်းပိတ်လောင်လိုက်ပါတယ်။စစ်ပွဲပြီးဆုံးသွားခဲ့ပါပြီ။ဘရုကလင်းပြည်သူတွေထွက်လာကြပြီးသူတို့ကိုအားပေးခဲ့ကြပါတယ်။လောင်ပြောင်ခဲ့တဲ့စပတ်ပင်လင်းအံ့ဩသွားခဲ့ရပြီးသူတို့ကိုဟီးရိုးတွေအဖြစ်ခေါ်ဆိုခဲ့ပါတယ်။
လူအုပ်ကြားထဲကနေမာရီယိုရဲ့အဖေထွက်လာခဲ့ပြီးမျက်ရည်ဝိုင်းသားနဲ့ဂုဏ်ယူစွာမာရီယိုကိုပွေ့ဘက်ကဒါငါရဲ့သားတွေစူပါမာရီယိုညီကိုတွေပဲလို့ပြောဆိုခဲ့ပါတယ်။ဇလန်းရဲ့အဆုံးသတ်မှာတော့မာရီယိုနဲ့လူအီဂျီတို့ဟာသူတို့ရဲ့နေရာမှန်ဟာအဲ့ဒီစမ်းကြဲတဲ့ကဘာတစ်မှာဖြစ်တယ်ဆိုတာကိုသိရှိသွားကြပါတယ်။သူတို့ဟာမှုဘရင်နိုင်ငံစီပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။သူတို့ဟာနေရက်တစ်ခုကိုပျော်ရွှင်ယုံကြည်စွာနဲ့စတင်လိုက်ကြတာကိုတွေ့ရပါတယ်။သူတို့နှစ်ယောက်လုံးဟာနောက်ထပ်စွန့်စားခန်းအတွက်ပိုက်လိုင်းတစ်ခုလေးကိုခုန်ဆင်းသွားကြပါတယ်။ရုပ်ရှင်ရဲ့အကျွေးတင်ပြချက်တွေပြီးမှာတော့ရိုကာလင်းရဲ့ရင်းနှုံမြောင်းများစီမှာအစိမ်းရောင်အဆက်ပြောက်များပါတဲ့အဖြူရောင်ကြက်ဥတစ်လုံးကိုတွေ့ရပါတယ်။အဲ့ဒီကြက်ဥဟာအကြောင်းထလာပြီးကွဲထွက်တော့မလို့ဖြစ်နေကအမှောင်ထုထဲကနေရိုးဆိုတဲ့အတန်သေးသေးလေးထွက်ပေါ်လာခဲ့ပါတယ်